လေရင်မဲ့တယောက်မတော်တဆချော်လဲပြီးအမျိုးသားတယောက်ရဲ့ပေါင်ပေါ်ကိုကျသွားခဲ့ပါတယ်အမျိုးသားကနာကျင်စွာအော်ဟစ်လိုက်တယ်လေရင်မဲ့ကနာကျင်မှုတက်တာအောင်သူ့ခြေထောက်ကိုပုတ်တက်ပေးရမလားလို့မေးခဲ့တယ်ဒါပေမဲ့အမျိုးသားကသဘောတူတယ်လို့ပြောတဲ့အခါသူမကရှက်ရွံ့စွာနဲ့ထွက်ပြေးသွားခဲ့ပါတယ်ဒီအချိန်မှာလေရင်မှုကသူ့ရင်ဘက်ကိုဖိကင်ပြီးလေရင်မှုအခန်းထဲကနေထွက်လာခဲ့ပါတယ်သူခြေလန်းနဲ့ငယ်လန်းပြီးမကြခင်မှာပဲတတိလစ်သွားခဲ့တယ်လေရင်မဲ့ကလေရင်ပေါ်မှာဆရာဝန်ပါသလားလို့အမြန်မေးခဲ့ပါတယ်မျက်မှန်တက်ထားတဲ့အမျိုးသားတယောက်ကသူဟာဆေးဘက်ဆိုင်ရာဆရာဝန်ဖြစ်ကြောင်းယုံကြည်မှုရှိနဲ့ပြောဆိုခဲ့ပါတယ်လေရင်မဲ့ကသူ့ကိုလေရင်မှုကိုကူးတပေးဖို့အရေးတကြီးတောင်းဆိုခဲ့တယ်ဒါပေမဲ့ဆရာဝန်ကသူ့ရဲ့လက်ကင်စကားပြောဆက်ကိုထုတ်ယူခဲ့တယ်သူကလေရင်မှုကိုကူးတနေချိန်မှာသူ့ကိုရုပ်တံမှတ်တမ်းရိုက်ကူးပေးပြီးသူ့ကိုချီးကျူးဖို့လူမှုကွန်ရက်ပေါ်တင်ပေးဖို့လေရင်မဲ့ကိုတောင်းဆိုခဲ့တယ်လေရင်မဲ့မှာတော့လက်ကင်စကားပြောဆက်ကိုကင်ပြီးရိုက်ကူးပေးုံကလွယ်ပြီးတခြားနည်းလမ်းမရှိခဲ့ပါဘူးဆရာဝန်ကကူးတမှုစတင်တော့မဲ့အချိန်လေးမှာပဲသူ့မျက်နှာပေးတစ်စောင်းကပိုခန့်ညားတယ်လို့ထင်တာကြောင့်လေရင်မဲ့ကိုရိုက်ကူးတဲ့နေရာပြောင်းခိုင်းခဲ့ပါတယ်လေရင်မှုကိုကဲတင်ဖို့အတွက်လေရင်မဲ့ကသူ့ကိုနာခံစွာနဲ့လိုက်ရောက်ခဲ့ရပါတယ်အဲ့ဒီနောက်ဆရာဝန်ကလေရင်မှုရဲ့အခြေအနေကတော်တော်လေးတာမန်ဖြစ်ကြောင်းဆိုပါတယ်သူကရင်ဘတ်ကိုဖိနှိပ်နေတဲ့၍လေရင်မှုကနိုးထလာမှာဖြစ်ပါတယ်ဒါပေမဲ့10မိနစ်ကြာစက်တိုက်ဖိနှိပ်ပြီးတဲ့နောက်မှာတော့ဘာတုံ့ပြန်မှုမှမရှိခဲ့ပါဘူးအမျိုးသားကသူ့ကိုဒီတိုင်းဆက်လုပ်နေရင်လေရင်မှုတည်ဆုံသွားလိမ့်မယ်လို့သတိပေးခဲ့တယ်ဒါပေမဲ့ဆရာဝန်ကသူအရန်ကျွမ်းကျင်ကြောင်းပြောပြီးအမျိုးသားကိုပါဆက်ပိတ်ထားဖို့ပြောခဲ့တယ်အမျိုးသားကသူ့ကိုလေရင်မှုရဲ့မေးစေးကိုမတင်ပေးဖို့ပြောခဲ့တယ်ဆရာဝန်ကအဲ့ဒီအတိုင်းလုပ်လိုက်တာနဲ့လေရင်မှုကတုံ့ပြန်မှုလက္ခဏာအချို့ပြသခဲ့တယ်အမျိုးသားကလူတိုင်းကိုလေရင်မှုမှာအဆုတ်ထဲလေဝင်နေပြီးချက်ချင်းခွဲစိတ်ကူးသားမှုလိုအပ်ကြောင်းဒါပေမဲ့လေရင်ကနောက်တနာရီကြာမှသာဆင်းသက်မှာဖြစ်ကြောင်းပြောခဲ့တယ်ဒါကြောင့်အမျိုးသားကလေရင်ပေါ်မှာကရိယာတွေချက်ချင်းရှာဖွေစပြုခဲ့တယ်သူကအောက်ဆီဂျင်မျက်နှာဖုံးရဲ့ပြုံးကိုရေတန့်ဘူးတစ်ခုနဲ့ချီနှောင်ခဲ့တယ်ဒါပေမဲ့ဆရာဝန်ကဒါဟာလေရင်မှုရဲ့အခြေအနေကိုပိုဆိုးသွားစေလိမ့်မယ်လို့ထင်ခဲ့တယ်သူစကားမဆုံးခင်မှာပဲလေရင်မှုနှိုးထလာခဲ့တယ်သူကလေရင်ပြစ်ကြတော့မှဖြစ်ကြောင်းဘာလို့လဲဆိုတော့လောလောဆယ်လေရင်ကိုမောင်းနေသူမရှိတော့လို့ဖြစ်ကြောင်းပြောခဲ့ပါတယ်